အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါရစေ Hitamis လို့ပြောလိုက်ရင်ပရိသတ်ကြီးတို့အနေနဲ့ဘာအရင်ပြင်းပြင်းကြလဲမမမိုင်းနဲ့အကြီးတက်တဲ့ငရေကန်းဆက်ဆက်နေရတဲ့အကြောင်းလားပုံစံမျိုးစုံနဲ့ပုံစံပေါင်းစုံနဲ့လူတွေဓာတ်တွေအကြောင်းလားအဲ့တော့ငရေကန်းဆက်ဆက်နေရတွေကနေမွေးထုတ်လာခဲ့ကြတဲ့မကောင်းဆိုးဝါးလူတွေအကြောင်းပြောရအောင်ပါအားလုံးနဲ့တတိထားမိကြလောက်မဲ့7 Swordsman of the Mist လို့ခေါ်တဲ့မြို့ပုံးရွာရဲ့ဓာတ်သမား9ယောက်အကြောင်းပါရှေ့မနေပဲစားလိုက်ကြရအောင်ပါနံပါတ်1ကဇာဘူးဇာမမိုးချီဇာဘူးဇာလို့ပြောလိုက်ရင် Team 7ရဲ့အစောဆုံးနဲ့ပထမဆုံးအနေရှိခဲ့တဲ့ရသူပါအဲ့ဒီ series မှာအစောဆုံး miss ခဲ့မဲ့ fan တွေအတွက် Team 7တော့ရင်းနဲ့ရောက်စေခဲ့တဲ့ဖြုံလောက်စရာရန်သူပါဇာဘူးဇာအခြားသားသမားတွေလိုရွေးချယ်ခံရတာမျိုးပဲကိုယ်တိုင်ဖြစ်နိုင်ကြအောင်တက်တည်ပြခဲ့တာပါခုနိုဟာမှာဆိုရင် Academy ကျောင်းသားတွေ share ကလုံးနဲ့ခုနိုင်တို့ကျွမ်းကျင်ခြင်းပေါက်တဲ့ Academy ပြ promote လုပ်ကြရဆိုပေမဲ့ Hitamis ရဲ့ငရေကနေဇာဘူးဇာတော့အတန်းမော်တွေအတောက်မကျန်တပြီး Academy ဖြစ်လာခဲ့ရပါတယ်နင်ညာပေါက်စားပြီး promote လုပ်ခံရမယ်ဆိုရင်ကိုယ်တိုင်နဲ့ငငယ်တွေကလေ့ကျင့်ခဲ့တဲ့တငယ်ချင်း exam မှာတက်နိုင်နင်ညာပြ promote လုပ်ရှိကြပါတယ်ဆိုပေမဲ့ဇာဘူးဇာတော့ရှိသမျှအတန်းမော်တွေအားလုံးတက်ပြစ်လိုက်ပါတယ်ဒီလိုဖြစ်ရမျိုးက Hitamis သမိုင်းတစ်လျှောက်ပါဇာဘူးဇာတယောက်တည်းရှိကြမလို့ exam ပြီးမှ Demon of the Mist ဆိုပြီးနာမည်ပြောင်းပေးခြင်းခံခဲ့ရပါတယ် exam ပြီးတော့ပေမဲ့လောက်ခဲ့တဲ့လောက်ရက်ကအထူးခြားဆုံးဖြစ်ခဲ့ရမလို့တာမန်ရှိနိုဘီလိုဂန်နင်းတို့ချူနင်းတို့ level တွေမကျော်ပြတ်ခဲ့ရပဲမိဘုံရဲ့ black ammo တယောက်ဖြစ်လာခဲ့ရပါတယ်လက်ဖက်မှာလည်းအာခါဆုကီတွေဖြစ်ကြတဲ့ ita ဂျီနဲ့ခုဘေးကြီးတွေဘိုးချွေ former user ဖြစ်တဲ့ဂျူဇိုဘီဝါတယောက်3မိကိုဖမ်းတဲ့ပတ်တဲမှာရှော့သွားတော့မလို့ squad မှာဓာတ်လက်ချောင်းတဲ့ user တယောက်လိုအပ်နေပါတယ်အဲ့လိုနဲ့ပဲဇာဘူဇတယောက်ခုဘေးကြီးတွေဘိုးချိုစက်ခံရရှိပြီး Hitamis ရဲ့ Swordsman တယောက်ဖြစ်လာပါတယ်ဒါကပိုင်ရှင်မရှိလို့ဇာဘူဇလက်ထက်ရောက်လာတာမျိုးမဟုတ်ဘူးဆိုတာဇာဘူဇဘက်တဲ့ Team 7ဘက်နဲ့မှာကွက်ကွက်ကွင်းချပြသွားဘူးတာကိုကြည်ရင်ထိုက်တဲ့နေ user ဖြစ်ကြောင်းဆိုတာကိုညင်းမဲ့လူရှိမယ်မထင်ပါဘူး fan အနေနဲ့ဆိုရင်ခုဘေးကြီးတွေဘိုးချိုရဲ့ကိုင်ဆန်သူတွေအသက်မရှိဘူးလို့ဆိုကြပြီးအသက်26နှစ်ရွယ်မှာဆုံးပါသွားခဲ့ရပါတယ်26ဆိုတော့ Swordsman ဖြော်ဓာတ်ကိုကိုင်ဆောင်တဲ့အချိန်ကတွေ့ရရင်အချိန်ကစုစုပေါင်း9နှစ်နဲ့ squad တည်းရှိခဲ့ပြီးကျန်တဲ့တစ်နေ့ကတော့လက်ဆက်ပေါင်းဖြစ်နေဓမြတိုင်စားတော့မှ Team 7တို့အတွက်အနေဆက်ရောက်သွားရတာပါနံပါတ်2က Hoshigaki Kisame Swordsman နေထဲမှာဇာဘူဇာရဲ့ fame ကိုမကြော်နိုင်ခဲ့ပေမဲ့ segment တိုင်းများသောရန်ထားတဲ့ character လေးဖြစ်ပါတယ် Kisame ကိုနံပါတ်2နေရာထားရတယ်ဆိုတာကလည်းသူ့ရဲ့ fan တွေပေါ်လွှမ်းမိုးနိုင်စမ်းကြောင်းမှာ official Swordsman လည်းမဟုတ်သူတို့စာမဲဟာတဲ့ရွေးချယ်ခြင်းခံရတဲ့ချုံစမ်းလည်းမဟုတ်ပါဘူး Kisame ကပြောရရင်ရွာဝေါ်ဆီယာဝါသစ္စာဖောက်ပြီးဓာတ်ကိုယူခဲ့တဲ့တခိုးတတာဇက်ကောင်တစ်ကောင်မှာစာမဲဟာတာကိုကိုင်ဆောင်ခဲ့တယ်ဆိုတာကလည်းဒါရဲ့တဘာဝရ Kisame ရဲ့ခြာကတော့အမြဲတမ်းလိုဆုပ်ယူနေရကြောင်းမှာပြောရရင်ဒါနဲ့သူနဲ့ကြမှာကမ်းညွှန်းမိကျွန်းကိုင်းမိသဘောမျိုးရှိနေရကြောင်းမှာ Kisame တယောက်စာမဲဟာတာမခိုးယူခင်တော့ Cyber Division ရဲ့ executive တွေရဲ့လက်အောက်ခံလည်းဖြစ်ခဲ့ပါတယ် former user ဖြစ်တဲ့ Fukuki Suika ဇန်ရဲ့တပည့်ဖြစ်ခဲ့ပေမဲ့မြူဖုံးရွာရဲ့အမိုင်းမောင်တွေကြမှာစက်မနေခြင်းနဲ့ Kisame ကတော့စာမဲဟာတာဒါအတွက် former user ကိုတက်ပြီးပါရှင်ဖြစ်လာခဲ့ရပါတယ်တက်ရတဲ့အကြောင်းကလည်း Fukuki ကရွာရဲ့အချက်လက်တွေကိုရောင်းစားနေလို့ Mizukage ရဲ့တိုက်ရိုက်မိတ်နဲ့တက်လာရတာပါ Mizukage ရဲ့ယုံကြည်မှုရလိုက်တဲ့ထင်ရပေမဲ့ Mizukage ဖြစ်တဲ့ယာကုရာတဲ့ Madara ရဲ့ထင်ချုံမှုကိုရောက်နေရကြောင်းအခါစုပြီးတဲ့မှာခိုလုံလိုက်ရွာရဲ့ဖြစ်ဖြစ်သမျှအရေးထဲနဲ့စောင့်ကြည့်နေကြရပဲဖြစ်ပါတယ်နံပါတ်3ကခိုးရတဲ့ခုရှိမာရုညီဘုံရွာရဲ့ဓာတ်ခုနှစ်ချောင်းဆိုတာဓာတ်ရဲ့အရေးအသွေးပြီးမှ user ရဲ့နဲ့ကိုက်ညီမှုရှိအောင်ဒီဇိုင်းဆွဲထားကြတဲ့ special weapon တွေပါခုရှိမာရုရဲ့အရေးအသွေးကလည်းဓာတ်အတွက်ပဲဖြစ်လာသလားအောင်မရအောင်ဓာတ်နဲ့အလွန်လိုက်ဖက်လာပါတယ်ဓာတ်သမားတွေထဲမှာလည်းခုရှိမာရုနဲ့နိုအီဘူးတွေကအခြားဓာတ်သမားတွေလည်းမဟုတ်ပဲသွေးထွက်တန်ရင်အနည်းဆုံးနဲ့တပ်ဖြတ်နိုင်ကြပါတယ်အဲ့လိုသွေးထွက်တန်ရင်နဲ့တဲ့အပြင် silent killing ဘိုင်းမှာလည်းဇာဘူဇာတို့နေတူတန်မာကြပါတယ်ညီဘုံရွာရဲ့ elite class ကလူသမားဖြစ်တာနဲ့အညီလူတက်ရတာလည်းအတော်လေးသဘောကျနှိမ့်ဆိုင်တဲ့လူလည်းဖြစ်ပါတယ်အဲ့အပြင်ရန်သူတွေ crucify လို့ခေါ်တဲ့အပြစ်ပေးမဲ့ရန်သူတွေတားတိုင်းမှာလက်နဲ့ချီထိုးချုပ်ကြည့်တာပြီးအပြစ်ပေးတဲ့နီလန်မျိုးနဲ့တက်လေးရှိပါတယ်ဒီနီလန်က crucifixion ဆိုကြီးစားလို့ခေါ်တဲ့ရှေးကအဆိုးရောင်းသောအပြစ်ပေးတဲ့ပုံစံတွေတည်းတစ်ခုဖြစ်ပါတယ်ပိမ့်ညံညောင်းကက်ရှိချေပုံစံနဲ့ဆိုရင်မြန်လွန်းလာတဲ့အချိန်နဲ့ဓာတ်အောင်ကျွမ်းကျင်နေမှုတွေကြောင့်ရန်သူတွေက limit လောက်တဲ့နေရာမှာလည်းတကယ်ကိုဆရာကြပါရဲ့မရေမတွက်နိုင်လောက်ရန်သူတွေတက်ပြတ်ခဲ့ပြီးမှတော့စိတ်မှန်မှန်တို့ပြုံးရနေတာပြီးဓာတ်အောင် minion ကလေး laughing လို့ခေါ်ပါတယ်ပြောရင်ယောဂတစ်မျိုးပါသူခိုင်ဆောင်တဲ့နူအီဘူးရီဆိုတာလေကျွန်တော်ခုနကပြောခဲ့တဲ့ crucify နီလန်အလွယ်ဆုံးနဲ့အမြန်ဆုံးလုပ်နိုင်တဲ့ဓာတ်မျိုးစားတစ်မျိုးပါအမတ်တရားတွေစီပြန်သွားရရင်အဝတ်ချုပ်ဓာတ်တို့ပစ်ချုပ်တဲ့ဓာတ်တို့ဆိုပြီးတို့လိုဟာတားရင်လည်းလာပြောင်းကြပူပါလိမ့်မယ်ကျွန်တော်ကလည်းငယ်သေးတော့အကိုရီစီကကြားခဲ့ရတာဆိုဘာမှမသိရပါဘူးနံပါတ်4ကအားခဲပြီးတော့ဂျင်းနေဒါသမတ်9ယောက်တည်းလက်နဲ့တရားများသောအပြင်အချင်းတွေနဲ့ဘတ်တယ်ထဲမှာလာရောညှိကျွေးဖြစ်အောင်နေနိုင်ကြပေမဲ့ဂျင်းနေနဲ့သူ့ရဲ့ဓာတ်ရ offensive defensive ကိုပါတပြိုင်နက်တည်းနဲ့အထိကိုအလုပ်ဖြစ်ပါတယ်အချို့သော fast တွေမှာဆိုရင် offensive အကောင်းဆုံးဓာတ်ဖြစ်တဲ့ dark smaller တွေမှာကြော်ကြပါတယ်ဂျင်းနေရဲ့တိုက်ခတ်ပုံကလည်းဘလိုကာကွယ်နီးစနစ်မျိုးမဆိုဖြည့်ဆည်းနိုင်တဲ့ destructive မျိုးစားပါဂျင်းနေနဲ့တော့နဲ့ဒီလိုလက်နက်မျိုးအတော့ကိုလိုက်ဖက်ပါတယ် Elite Squad ရဲ့ member တယောက်ဖြစ်တာနဲ့အညီလက်နက်ပိုင်းဆိုင်ကိုကျွမ်းကျင်တာမလို့တစ်ခါတလေမှလည်းအပြင်းနဲ့ short way တွေထုတ်လုပ်နိုင်တဲ့အထိအောင်အားကောင်းပါတယ်အသင်းလိုက်ပူပေါင်းဆောင်ရွက်မှုမှာလည်းတော်တဲ့ပြင် decision making ကောင်းလုပ်နိုင်တဲ့လူဖြစ်ပါတယ် offense ရဲ့အကောင်းဆုံးဆိုတာဟာတာပြောရမှာပဲခုဘေးကြီးတွေပိုးချိုလက်နက်မျိုးတော့နှစ်ပိုင်းပြတ်သွားတဲ့ဒီခုတ်ပြခဲ့ပူပါတယ် Fan အနေနဲ့ဆိုရင်လက်နက်ဖြစ်တဲ့ကာဘူဇိုဝါရီကဂျပန်ရဲ့ Shiki Shinobi ရဲ့သုံးနှစ်ရှိတဲ့ Suchi လို့ခေါ်တဲ့တူပုံစံလက်နက်နဲ့ Ono လို့ခေါ်တဲ့ပစိန်လိုလက်နက်ကိုပေါင်းစပ်ထားတယ်လို့လည်းပြောကြပါတယ်နံပါတ်5အာမဲယူရီ ring ကိုပုံမှာပြောခဲ့တဲ့မြဓာတ်သမားတိုင်း
ဆိုင်ရာအထီးတွေဆိုပေမဲ့အာမဲယူဘီရင်ကိုကတော့စကွက်ထက်ရတူးဒီသောခုနိုဝီချီတရားပါခုနိုဝီချီတွေဆိုတာဘယ်သူလဲမသိသေးတဲ့လူတွေကတော့ DV ရဲ့နောက်ဆုံးမှကြည့်ရှုနိုင်ပါတယ်ရန်သူတွေကိုအယုတ်တရုတ်လိုကစားတတ်ပြီးသူတက်မဲ့သားကောင်ဘယ်တော့မှမလွတ်ဘူးလို့အမြဲကြွေးကြော်နေတဲ့လူပါဟန်တင်အင်းစင်အလွန်ကောင်းသူဖြစ်ပြီးလူတက်ရတဲ့သဘောကျနေဆိုင်တကြပါတယ်အခြားသားသမားတွေနီးလူတက်တာကိုဆွဲလန်းနေဆိုပေမဲ့အာမဲယူဘီကတော့လူတက်တာကိုပြောလို့မဟုတ်ပဲပြောလို့လူတက်နေရပါသူနဲ့ဗတ်တယ်ထဲမှာရှင်တန်းနိုင်နေတဲ့ရန်သူတွေအထူးသဘောကျပြီးအတိမတ်ပြုလို့ရှိပါတယ်ဒီရဲ့သဘောကျခြင်းနဲ့အတိမတ်ပြုခြင်းခံခဲ့ရသူကတော့တိမ်ဖုံးရွာရဲ့အုံမိုးကြီးပါအာမဲယူဘီကတော့ playful killer တယောက်ဖြစ်ပေမဲ့လည်းတန်မာတဲ့ရန်သူတွေနဲ့တွင်တော့လေးစားသမှုရှိတဲ့ warrior mindset ရှိတဲ့လူလည်းဖြစ်ပါတယ်။ Keeper the Twins ဆိုအကန်ဆောင်တဲ့လူဖြစ်ပြီး Lightning Chakra ကိုလည်းအထူးကျွမ်းကျင်ပါတယ်။ကိုရိုင်းကကျွမ်းကျင်တဲ့အပြင်ဒါပါ Lightning Release ကိုထုတ်လွှတ်နိုင်ပါတယ်။ Lightning ကိုလည်းပုံစံပေါင်းစုံနဲ့အသုံးပြုနိုင်ပြီး Lightning Ball တွေပြင် Lightning Shot တွေကိုလည်းထုတ်လွှတ်နိုင်ပါတယ်။နံပါတ်6က Mangetsu Hozuki Mangetsu ကဒီအစင်းเนี่ย Swordsman တွေအားလုံးထဲမှာအထူးကဲ့သို့ဘော်ရီမဲ့ Swordsman တယောက်ဖြစ်တာနဲ့အညီ squad ထဲကဓာတ်တိုင်းနှီးပါကိုကျွမ်းကျင်တဲ့တဦးတည်းသော Shinobi လည်းဖြစ်ပါတယ်။ Niwa ဆိုတဲ့အတိုင်း Keeper လို Lightning Chakra ကိုအားကိုးရတဲ့ဓာတ်တွေဆိုရင်တော့ Hozuki ကလန်သားဖြစ်တာနဲ့အညီအားနည်းနိုင်ပါတယ်။ Parami အထူးဆုံးဆိုပေမဲ့လည်းအသက်မရှိပဲအဖွဲထဲမှာအစောဆုံးတမလွန်ခီးသွားလိုက်ရပါတယ်ဘယ်လိုတည်သွားတဲ့စီးရဲမှာမဖော်ပြထားပေမဲ့ဘတ်တယ်ထဲမှာဖြစ် Black Mist Era မှာဖြစ်ရှော့သွားတယ်လို့ယူဆနိုင်ပါတယ်။ Hozuki ကလန်သားဖြစ်တာနဲ့ညီ Water Blaze ကိုတော့အထူးကျွမ်းကျင်ပါတယ်။လှုပ်ချင်တက်ဖြတ်ရေးအပိုင်းမှာလည်းအခြားမှန်ပါတယ်လည်း Parami ကောင်းတာမလို့များသောအားဖြင့်အခြေအနေမှာ squad ကိုဦးဆောင်နေရှိပါတယ်။ကျန်တဲ့ဖွဲ့သားတွေကလည်း Hozuki ခေါင်းဆောင်တယောက်အနေနဲ့လေးစားကြတော့ Seven Swordsman of the Mid Reincarnated အောက်မှာမြင်တွေ့နိုင်ပါတယ်။ခေါင်းဆောင်တယောက်ဖြစ်တာနဲ့အညီအဖွဲ့တွေမှာလည်းအတန်မာဆုံးပါ။ဒါခုနချောင်းလုံးကျွမ်းကျင်နေဆိုပေမဲ့လည်း Twins of Hiyame ခါရီတို့ဆွဆွဲမြဲမြဲကန်ဆောင်လေးရှိပါတယ်။ Chakra Blade တစ်မျိုးဖြစ်ပြီး Chakra နည်းများလိုက်ဒါတော့အတူအရှိပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Chakra Blade ကြောင့်အသေးသေးသိကျင်တဲ့ညီကိုတို့အတွက်လည်း Shinobi Weapon တွေကြောင့်ဗီဒီယိုလုပ်ထားပူပါတယ်။နောက်ဆုံးအနေနဲ့ကတော့ Underrated ဖြစ်ဆုံးဂျင်ပါချီမူဆာရှိပါခုနကောင်တို့ကတမျိုးစီကောင်းနေတဲ့ကြပေမဲ့မူဆာရှိရဲ့ခူရှီမာရူတို့ကတော့အကြောင်းဆုံးနေပါခူရှီမာရူဆိုတဲ့ကိုယ့်ဆရာကိုပြန်တက်ခဲ့တဲ့ပြင်မူဆာရှိတို့အဖွဲ့ဝင်ဖြစ်လာဖို့အတွက်နဲ့ကိုယ့်ကိုယ်တော်ပြန်လျှော့ခဲ့တဲ့ပြင်အဖွဲ့ရဒါသမတချို့နဲ့လျှော့ခဲ့ဘူးလို့သိရပါတယ်။ရွေချက်ရှိတက်ခဲ့တယ်ဆိုတော့လည်းလက်နဲ့ဖြစ်တဲ့ရှိဖို့ကဖောက်ခွဲတော့အသုံးပြုရတဲ့လက်နဲ့မလို့ပောက်ကွဲမှုထိမ့်မနိုင်တာလည်းဖြစ်နိုင်ကြများပါတယ်။တလက်စာရဲ့ဓာတ်ရဲ့လှုပ်လှုပ်ပုံမှာပြောပါမယ်။ဒါက Ninja Scroll ရဲ့ပြည့်နေပတ်ထားပြီး user ခေါ်လိုက်တဲ့အခါအထဲမှာရှိတဲ့ explosive တက်တွေကပောက်ကွဲလာပါတယ်။ area ကျေလက်နဲ့ဖြစ်တာမလို့တိုက်ခိုက်ချက်တွေကလည်းနေရာယူပြီး NA လည်းများပါတယ်။အဲ့အပြင်အထဲမှာရှိနေတဲ့ explosive တက်တွေကိုလည်းဒါ auto regenerate လုပ်ပေးပါတယ်။မူဆာရှိကအမြဲတမ်းရဲစက်နေတတ်တဲ့ဆိုပေမဲ့ခူရှီမာရိုနဲ့ကတော့တယောက်နဲ့တယောက်ယုံကြည်မှုရှိတတ်ကြပါတယ်။ဒါကလည်းနှစ်ယောက်လုံးကတက်ဖျက်တာဝါသနာပါလို့ဖြစ်နိုင်ပြီးဒီနှစ်ကောင်လုံးဟိုကြီးခွန်မီလို့လည်းနာမည်ပြောင်းပေးထားကြပါတယ်။ဒါမဲ့ဒီနှစ်ကောင်ဒီလိုလူတက်နေတာရဲစက်မှုတက်မှုပဲသူတို့ identity တခုလိုတော့ဖြစ်လွတ်နေပါပြီ။ဒါကတော့မြေပုံးရရဲ့လူတက်ဖို့အတွက်တီးတန်းထုတ်ထားတဲ့ Elite Clash Shinobi ရဲ့အကြောင်းပဲဖြစ်ပါတယ်။တချို့နေရာတွေမှာ series ထဲမှာ screen time ပုံများပြီး fan တွေပိုကြီးရဲ့ character တွေပဲထည့်ပြောသွားတာတော့နားလည်ပေးကြမယ်ထင်ပါတယ်။ဒီဗီဒီယိုလေးကတော့လောက်ပါပဲ။ဆုံးအောင်ဒီဗီဒီယိုတယောက်ချင်းလေးလည်းကျေးဇူးအများကြီးတင်ပါတယ်။